Huawei ရဲ့ Metro EV ကားမှာဆိုရင်ဗာ feature လေးပါလာမလဲဆိုတော့ဒါကျွန်တော်တို့ Judo International တွေပါဝင်တဲ့ပြင်ကားကိုလက်ဟန်ဖြစ်ပြပြီးအလွယ်တကူခေါ်လို့ရနိုင်တယ်လို့အတန်ဖြစ်တဲ့ကားကိုအလွယ်တကူစေခံလို့ရမှာပဲဖြစ်ပါတယ်။တကားဖွင့်ပိတ်တာဖြစ်ဖြစ်အထက်ကထန်ခုံတွေမီးတွေအရာအကောလုံးကိုဒါကျွန်တော်တို့အတန်ဖြစ် control လုပ်လို့ရမှာပဲဖြစ်ပါတယ်။ကားရဲ့ဒီဇိုင်းပိုင်းကိုတော့ဒါကျွန်တော်တို့ Mercedes Maybach နဲ့ Rolls-Royce ကားကိုဒါ 2-in-1 ပေါင်းပြီးတော့ဒီဇိုင်းပြုလုပ်ထားတာပဲဖြစ်ပါတယ်။ဒီကားရဲ့အားသာချက်ကဒါကျွန်တော်တို့ဈေးကြီးပေးပြီးဝယ်ရတဲ့ကားတွေမှာမပါတဲ့ future တွေကဒီ Huawei ရဲ့ Metro EV ကားမှာဆိုရင်ဒါကျွန်တော်တို့အပြည့်အဝဒါကျွန်တော်တို့ခံစားရမှာပဲဖြစ်ပါတယ်။သူ့ရဲ့ဈေးနှုန်းကဆိုရင်ဒါကျွန်တော်တို့ Rolls-Royce ကားနဲ့6ဆလောက်ကိုဒါဈေးသက်သာပါလေဗျ။သူ့ရဲ့ဈေးနှုန်းအကျန်းအားဖြင့်ရဆိုရင်ဒါကျွန်တော်တို့ဘတ်ငွေ4 သန်းလောက်ဆိုရင်ဒါကျွန်တော်တို့ဒီကားကိုလို့တကူဝယ်လို့ရမှာပဲဖြစ်ပါတယ်။အခုကျွန်တော်တို့ဈေးကွက်ထဲမှာတွေ့မြင်နေရတဲ့ EV ကားလေးဆိုတာဒါ EV ကားတကယ်အစစ်မှန်မဟုတ်ဘူး။လောင်စာစီကနေဒါလျှက်စစ်ကိုဒါချိန်လိုက်တာဒါHuawei က EV ကအစစ်မှန်ကိုအခုတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်